ကျွမ်းရခုဖယ်ဆောင်ရဗန်ဆန်တော့ဖြစ်ပါရဲ့ဒါကျွန်မအိမ်ရလူတက်ကြွတယ်ကျွန်မတို့တိုက်ကနေကျွန်တော်ထွက်မှာဖြစ်ပါတယ်ကိုသွားနေပါပြီဧကမိုင် best terminal ပါဒီငါစီးရတယ်လေးစိတ်ပါကျွန်တော်ကိုကားခဲ့ရပါပြီကားရကားလက်မှာပါဗန်ဆန်ရောက်တော့မိုးနဲ့စပြီးကြိုဆိုပါတယ်ရှင်။အဲတော့ရောက်ချင်း TikTok နဲ့ Instagram မှာ viral ဖြစ်နေတဲ့ဒီကိုအန်ဆိုတဲ့ dim sum ဆိုင်လေးကိုသွားစားခဲ့ပါတယ်။မိုးရဲ့ရွာနေတဲ့ကျူကတော့အရင်တော့မဆောက်လိုက်ရဘူးပေါ့နော်။ကိုအလှည့်ကြပြီဆိုတော့သွားစားလို့ရပါပြီ။သူက dim sum တစ်ပေါင်းကို30ဖြစ်တယ်။ dim sum တွေကတော့ပုံမှန်ဘန်ကောက်ထဲကလိုပဲအရသာကတော့တိတ်မကွာဘူး။အဲ့ဒီမှာကစားကိုစားရမယ် must try လုပ်ရမယ်အရာကြတော့ငါးစီပေါင်းဟင်းညိုပါငါးစီပေါင်းဟင်းညိုကဘန်ကောက်ထဲကကိုစားဖို့တမအရသာရင်းနဲ့လုံးဝမတူဘဲနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ပြီးတော့ဆန်မြုပ်လည်းတော်တော်စားလို့ကောင်းပါတယ်ဒီဆိုင်ကဆိုင်နဲ့ဆိုင်စားကြည့်တဲ့ထဲမှာဒီဆိုင်ရဆန်မြုပ်ကိုတော့အကြိုက်ဆုံးဖြစ်ပါတယ်အဲ့တော့ငါးစီပေါင်းနဲ့ဆန်မြုပ်ကတော့မဖြစ်မနေ try ကြည့်တင်ပါတယ်အော်ကြံသေးတယ်ပြီးတော့အဲ့ဒီက Southern Coffee ကိုလည်းThai Southern Coffee ကိုလည်းတောက်ကြည့်ပါဘောနော်အဲ့ဒီရတာလေးကလည်းတော်တော်လေးတောက်လို့ကောင်းပါတယ်ကိုရီးနိုင်ငံဆိုနှက် coffee နဲ့တော်တော်လေးဆင်တူတယ်ပေါ့နော်ဒီဆိုင်က buffet မဟုတ်ပါဘူးအားလာကက်ပါကိုလိုချင်တဲ့ဒီအပေါင်းတွေကိုကိုယ့်အတာကိုရွေးပြီးတော့မှသူ့အစိမ်းတွေပေါ့နော်အစိမ်းတွေကိုသူတို့ပြန်ပြီးတော့ပေါင်းပေးပါတယ်တခါတည်းပေါင်းထားပြီးသားမျိုးမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ဒီအပွဲတိုင်းကိုသူတို့ကကိုယူတဲ့အပေါင်းတွေကိုတခါတည်းကောင်းတာမှငွေရှင်းခဲ့ပြီးတော့မှအဲ့ဒီကိုယူထားတဲ့ပွဲတိုင်းကိုပဲပေါင်းမိရဖြစ်ပါတယ်တချို့ဆိုင်တွေလို့ကိုကစားမစားပေါ့နော်ပေါင်းထားတာမျိုးမဟုတ်ဘူးပေါ့ပြီးတော့လေသူ့ရဲ့ dim sum ရဲ့အောက်ခံအသားပေါင်းကလေပဇွန်နဲ့လှုပ်ထားတာပုံများတယ်ပေါ့နော်ဒါမှမဟုတ်ကိုစားတာတွေကပဲအဲ့လိုဖြစ်တာလားဒါမှမဟုတ်အကုန်လုံးကပဇွန်နဲ့ပဲလှုပ်ထားတာလားမသိဘူးဆိုတော့တခြားဆိုင်တွေနဲ့မတူဘဲနဲ့နည်းနည်းလေးတော့ပို့ပြီးတော့မှအရသာကဒီပဇွန်ကြိုက်တဲ့သူတွေတော်တော်ပို့ပြီးတော့မှစားလို့ကောင်းတယ်ပေါ့နော်ငါးစီပေါင်းဟင်းညိုဆိုရင်ဒီဟင်းညိုပြောတာပါဖိရင်စားရတော့这知道就好了。မီးစားဖို့ဆေးဘဲကိုအရင်စားပါရဲ့အရင်စားဘယ်ဥစားငယ်ဆေးဘဲစားပါဦးရှင်ကြိတ်ခုရနော်ရှာချက်ပြီးတော့လေဒီပိန်းဦးမုတ်လေးစားကြည့်တင်နေသီလားအရန်စားလို့ကောင်းတယ်ကိုကပိန်းဦးကြိုက်လို့လားမသိဘူးပိန်းဦးအနှစ်တဲ့အထဲထဲမှာလဲဆိုအရန်စားလို့ကောင်းတယ်ဖောက်စီရကြတော့သူက short tag app ပါစံပြုတ်လည်းအရန်ကောင်းပါတယ်ဘယ်သွားနေရလဲမသိပြောရအောင်သွားနေလေကျင်းကြည့်အားခဲ့ပါဦးရှင်ညရောက်တော့ပါမယ်။ခိုင်းနေမြင်နေရပါပြီ။ခိုင်းနေကိုမြင်နေရပါပြီ။အရှင်းမရောက်နေတဲ့ကလေးကိုရကူဖို့အတွက်လိုက်ပို့နေတာပါ။ကျန်းကြီးရောက်ပါပြီရှင်။ဒါလည်းထည့်ကြပါဦး။ဘယ်တရားလို့လဲ။
တော့ကလည်းအပြာရောင်ဆိုးထားရဆိုရင်ငယ်တုန်းကကြည့်ခဲ့တဲ့ Aquamarine ကားတဲ့ရေသူမမှုဝင်သွားပြီးတော့ဒီနေ့ vlog လေးဒီလောက်ပါပဲရှင်ဒါကတော့ဖန်ဆန်ရဲ့part 1ဖြစ်ပါတယ် part 2ထပ်လိုက်ပါမယ် part 2မှာ aquarium သွားတာတို့ဒီဂျပန်ရွာသွားတဲ့ဟာတွေပါတင်ထားတာဖြစ်ပါတယ်အဲ့တော့နောက်ထပ် vlog လေးတွေကိုဆက်လက်စောင့်ကြည့်ပေးပါဦးရှင်ကြည့်ကြပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတတာ